ဂျပန်မှာစောက်လုပ်ရေးအလုံးနဲ့အနာဂတ်ကိုတည်ဆောက်ချင်မှာပါလားယိုမိုကန်ဟီမိုကူနိုင်ဆိုကိုရှင်နိုရှိကိုဒက်စ်ဘောနက်စ်နှစ်ကြိမ်အလုပ်အတွက်လူအမြန်ခေါ်ယူနေပါတယ်အလုပ်မျိုးစားကနိုင်ဆိုရှီယာကရှိကုံအခန်းအတွင်းပိုင်းပြင်ဆင်တက်ဆင်ရေးအလုပ်ဖြစ်ပါတယ်အလုပ်မျိုးစားကနိုင်ဆိုရှီယာကရှိကုံအခန်းအတွင်းပိုင်းပြင်ဆင်တက်ဆင်ရေးအလုပ်ဖြစ်ပါတယ်အခန်းအတွင်းပိုင်းပြင်ဆင်တက်ဆင်ရေးအလုပ်ဖြစ်ပါတယ်နေရာကကူမာမိုတိုကင်ကူမာမိုတိုရှိဟီဂါရှိကုဖြစ်ပြီးတန့်ရှင်းပြီးစီကန်းကောင်းတဲ့ဂျပန်စောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်ရမှာပါလစာကတစ်လ256ယန်213ပြားထို့အပြင်ဘိုးနက်စ်တစ်နှစ်မှချင်းရရှိနိုင်ပါတယ်လုံခြုံရေးစည်းကမ်းကိုလိုက်နာပြီးလက်မှုကျွမ်းကျင်မှုကိုတိုးတက်ချင်သူများအတွက်အခွင့်အရေးကောင်းပါဂျပန်မှာအလုပ်ကိုင်အသစ်စတင်ခြင်းရင်တိုကူတီတွင်အခုပဲရှောက်ထားလိုက်ပါ